မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့နီးပညာလောကရဲ့အန္တရာယ်ရှိဆုံးဖြစ်တဲ့ကွန်ပျူတာဗိုင်းရပ်စ်တွေအကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဗိုင်းရပ်စ်ဆိုတာဟာသူ့အလိုလိုပွားများနိုင်တဲ့ကုတ်တွေဖြစ်ပြီး1949ခုနှစ်ကဂျမွန်နျူမန်ရဲ့ theory ကနေစတင်ခဲ့တာပါ။1980မှာ creep ပေါ်ခဲ့ပြီး1986မှာတော့ပထမဆုံး virus ဖြစ်တဲ့ brain ကိုပါကစ္စတန်ညီကိုတွေကဖန်တီးခဲ့ကြပါတယ်ကိုvirus တွေမှာ data file တွေကိုကူးစက်တဲ့ file infectors နဲ့ဆက်စပ်ခြင်းမှာတင်ထိန်းချုပ်တဲ့ boot sector ဆိုပြီးအမျိုးမျိုးရှိပါတယ်ကိုဒါအပြင် document file တွေထဲမှာရှိတတ်တဲ့ microvirus နဲ့သူ့ရဲ့ကုတ်ကိုအမြဲပြောင်းလဲနေတဲ့ polymorphic virus တွေလည်းရှိပါသေးတယ်ကို worms တွေကတော့လူမလိုပဲသူ့ဘာသာပြန့်နှံ့နိုင်ပြီး trojans တွေကတော့စိတ်ချရတဲ့ software အယောင်ဆောင်ပြီးခိုးဝင်တက်ကြတာပါကို2000ပြည့်နှစ်က Love You Worm နဲ့2004ခုနှစ်က MyDoom virus တွေဟာကမ္ဘာတဝန်းမှာဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးစေခဲ့ပါတယ်ကို2010က Stuxnet နဲ့ Cyber လက်နက်နဲ့2019က WannaCry ransomware တွေဟာလည်းသမိုင်းမှာအရန်ကိုကြော်ကြားခဲ့ပါတယ်ကို virus တွေဟာ email နဲ့တွေကနေတဆင့်အဓိကပြန့်နှံ့ပါတယ်အခု2026မှာတော့အားကိုသုံးပြီးပိုပါနှက်လာပါတယ်ကိုလက်ရှိမှာတနေ့ကို malicious file 9သိန်းကျော်တွေ့နေရပြီးအခြေအနေကပိုဆိုးလာပါတယ်ကိုဒါကြောင့်လဲအခုခေတ်မှာဘယ်သူ့ကိုမှမယုံကြည်တဲ့ zero trust ဖြစ်တဲ့လူမျိုးလုံခြုံရေးစနစ်တွေကိုအသုံးပြုလာကြတာပါကိုကာကွယ်ဖို့အတွက်စိတ်ချရတဲ့ antivirus သုံးဖို့နဲ့ software တွေကိုအမြဲ update လုပ်ဖို့လိုပါတယ်ကိုခိုင်မာတဲ့ password သုံးပြီးမတင်ကားတဲ့ link တွေကိုမနှိမ့်မိဖို့တတိထားရပါမယ်ကိုဤပညာတိုးတက်လာတာနဲ့အမျှအမြဲတတိရှိနေဖို့အရေးကြီးပါတယ်အားလုံးပဲ online မှာဘေးကင်းကြပါစို့